ခန္ဓာပေတော့စားလေးလာတော့မယ်ဆိုရင်ဘယ်ကနေစားလေးလာရမလဲဆိုတော့ခန္ဓာကိုယ်ကိုအပိုင်းနှစ်ပိုင်းပိုင်းလိုက်မယ်ပေါ့နော်ပထမဦးဆုံးကကိုယ်ထဲပိုင်းကဥကောင်းပါမယ်ပြီးရင်သူ့ရဲ့ဒီဟာပေါ့နော်ဒါကိုယ်ထဲပိုင်းပေါ့နော်အနီအောင်နဲ့ဆိုတော့တိတ်မမြင်အယောင်နဲ့တရားပြောင်းလိုက်မယ်နော်အစင်းအောင်လေးနဲ့ပြလိုက်မယ်နော်အဲ့မှာဒါလေးကသူ့ရဲ့ကိုယ်ထဲပိုင်းပေါ့နော်ကိုယ်ထဲပိုင်းပြီးဆိုရင်အဲ့ဒီလက်ချောင်းတွေခြေချောင်းတွေဆိုပြီးတော့မှအဲ့လိုမျိုးအပိုင်းနှစ်ပိုင်းပိုင်းလိုက်တယ်ပေါ့နော်ကိုယ်ထဲပိုင်းနဲ့ခြေချောင်းလက်ချောင်းအပိုင်းတွေပေါ့နော်အဲ့လိုမျိုးနှစ်ပိုင်းပိုင်းလိုက်တယ်ပေါ့နော်ကိုယ်ထဲပိုင်းမှာကိုမသူကဦးကောင်းနဲ့ပခုံးပိုင်းပြီးဆိုရင်ရင်အုပ်အပိုင်းပြီးပခုံးနဲ့ရင်အုပ်အပိုင်းပြီးဆိုရင်ခါးနဲ့ဝမ်းပိုက်ပိုင်းဆိုပြီးတော့မှအပိုင်းကြီး၃ပိုင်းထပ်ပိုင်းနေပေါ့နော်အဲ့ဆိုတော့အဲ့ဒီအပိုင်း၃ပိုင်းမှာမှဒီပခုံးနဲ့ရင်အုံပိုင်းပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ပြောမှဖြစ်ပါတယ်ရှင်အဲ့မှာအပိုင်း၃ပိုင်းရှိတဲ့နဲ့ပခုံးနဲ့ရင်အုံပိုင်းကိုပြောရမယ်ဆိုရင်ရင်အုံပိုင်းကိုအရင်ဆုံးပြောရမယ်နော်ရင်အုံပိုင်းမှာဆိုရင်သူကဘယ်ဟာတွေနဲ့ဖွဲ့စည်းထားလဲဆိုတော့ပထမဦးဆုံးသူကဒီရင်ရိုးပေါ့နော်ရင်ညွန့်ရိုးပေါ့ပြီးခါကျတော့ဒီနံရိုးတွေပေါ့နော်ပြီးတော့ဒီအနောက်မှာရှိတဲ့ဒီကြောရိုးလို့ခေါ်မှာလားအဲ့ဒီ၃မျိုးနဲ့ဖွဲ့စည်းထားတယ်ပေါ့နော်ဆိုတော့ကြောရိုးကိုကြည့်မယ်ပေါ့နော်ကြောရိုးမှာအစစ်ကစုစုပေါင်းမွေးကင်းစကလေးဆိုရင်35စစ်ရှိတယ်ပေါ့နော်အဲ့ဒါမှအရွယ်ရောက်လာတဲ့ခါမှာအဲ့ဒီမီတူညိုမီညောက်ရိုးကပေါင်းလာတဲ့ခါကျတော့စုစုပေါင်း26ရိုးပဲကျန်တော့တယ်ပေါ့နော်အဲ့ဆိုတော့မီတူရိုးက9ရိုးကပေါင်းလာတယ်ပြီးတဲ့ခါကျတော့မီညောက်ရိုး4ရိုးကပေါင်းလာတယ်ပေါ့နော်ဒီအပွားလေတိုင်မှာဆိုရင်အယိုးစစ်ကြောရိုးစစ်9စစ်ပေါ့နော်လေတိုင်ပိုင်းမှာကြောရိုးစစ်9စစ်ရှိတယ်ပြီးတော့ဒီကြောပိုင်းမှာဆိုရင်ကြောရိုးစစ်က12စစ်ရှိတယ်ပြီးတော့ခါးပိုင်းမှာဆိုရင်ကြောရိုးစစ်က9စစ်ရှိတယ်ပြီးတဲ့ခါကျတော့ဒီတင်ပစုံပိုင်းမှာဆိုရင်မီတူရိုး9စစ်နဲ့မီညောင်ရိုး4စစ်ဆိုပြီးတော့မှစုစုပေါင်း9စစ်ရှိတဲ့တင်ပစုံပိုင်းမှာပေါ့နော်အဲ့တော့မှမွေးကင်းစားရတော့ဆိုရင်တော့အဲ့ဒီ9စစ်နဲ့4စစ်ကခွဲပြီးတော့နေတယ်ဒါပေမဲ့အရွယ်ရောက်လာတဲ့နောက်ပိုင်းမှာဆိုရင်အဲ့ဒီမီတူယို9စစ်နဲ့မီညောင်ယို4စစ်ကပေါင်းလာတယ်ပေါ့နော်အဲ့ဆိုတော့ဒီပနယိုပဲကျန်တော့တာလဲဆိုတော့လေတိုင်မှာခုနစစ်ပေါ့ပြီးတော့ခါကျဂျိုးပိုင်းမှာ12စစ်ပြီးတော့ခါကျတော့ခါပိုင်းမှာ9စစ်ပြီးတော့ခါကျတော့ဒီမီတူယိုက9ခုပေါင်းလာတဲ့တစ်စစ်ရဲ့မီညောင်ယိုက4ခုပေါင်းလာတဲ့တစ်စစ်ရဲ့ဆိုပြီးတော့မှစုစုပေါင်း26စစ်ပဲကျန်တော့တယ်ပေါ့နော်အဲ့မှာတော့35စစ်ဆိုတာကခန့်မှန်းခြေပြောထားတာပေါ့ဒီမှာ32 34ပေါ့နော်ပုံလေးကိုပြင်ကြည့်မယ်ဆိုရင်ဒီမှာကြည့်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
စနစ်73 74 55 16 19 18 19 20နှစ်1နှစ်2နှစ်3နှစ်4ပြီးဆိုရင်နှစ်5နှစ်6နှစ်9နှစ်10နှစ်9 33နှစ်33မူကိစ္စမှာဆိုရင်33ရှိတယ်ပေါ့နော်အဲ့ဒါအောင်မှအရွယ်ရောက်လာတဲ့ခါကျတော့ဒီ1နှစ်3 4 5ဒီ9ရိုးကတရိုးဖြစ်သွားတယ်ပြီးတော့ဒီ4ရိုးကတရိုးဖြစ်သွားတယ်ပေါ့နော်အဲ့ဆိုပြန်ပေါင်းလိုက်တဲ့အခါမှာဆိုရင်1နှစ်3 4 5 6 9 10 11 12 13 14 15 16 19 18 19 20နှစ်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6ဆိုပြီးတော့အရွယ်ရောက်တဲ့ခါကျတော့26ရိုးပဲကျင်တော့တယ်ပေါ့နော်1နှစ်3 4 5 6ခွန်ပေါ့နော်အဲ့ဒီ9ရိုးကအဲ့ဒီလေပင်အပိုင်းမှာရှိတဲ့ကြောရိုးစစ်ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ1နှစ်3 4 5 6ခွန်8 9 10 11 12အဲ့ဒီ12ရိုးကကြတော့အဲ့ဒီကြောပိုင်းမှာရှိတဲ့ကြောရိုးစစ်ဖြစ်တယ်ပေါ့နော်ပြီးတဲ့ခါကျတော့ဒီ1နှစ်3 4 5ဒီ9ပိုင်းကကြတော့ဒီခါပိုင်းမှာရှိတဲ့ကြောရိုးစစ်ဖြစ်တယ်ပေါ့နော်ပြီးတော့ဒါကြတော့ဒီ20ကကြတော့တင်ပစုံပိုင်းမှာရှိတဲ့ကြောရိုးစစ်ဖြစ်တယ်ပေါ့နော်အဲ့ဆိုတော့အဲ့ထဲမှာဒီဥစ္စာကိုဒီရှယ်တို့ကအခွက်ဒီဥစ္စာကိုအခုံးဒီဥစ္စာကိုအခွက်ဒီဥစ္စာကိုအခုံးလို့ခေါ်တာပေါ့နော်အဲ့မှာမွေးကင်းစားကလေးမှာဆိုရင်နဲ့သွားဒီအဲ့မှာဆိုရင်ပေါ့နော်အဲ့ဒီဂျောဘက်မှာရှိတဲ့အခုံးနဲ့ဒီမစုံပိုင်းမှာရှိတဲ့အခုံးကိုမွေးကင်းစားကလေးမှာဆိုရင်အဲ့ဒီအခုံးနှစ်ခုံးပဲအရင်ရှိရပေါ့နော်တလခွဲကနေ3လသားအရွယ်မှာဆိုရင်ဥကောင်းထောင်နိုင်တယ်ပြီးရခါကျတော့6လလောက်အရွယ်မှာဆိုရင်မမတ်ထိုင်နိုင်တယ်ပြီးရခါကျတော့လမ်းလျှောက်စပြုလာတဲ့တစ်နှစ်ကနေတစ်နှစ်ခွဲအရွယ်ဆိုလမ်းလျှောက်တတ်နိုင်တဲ့ချိန်မှာမှအဲ့ဒီလေပင်အခွက်ရဲ့ဒီခါပိုင်းအခွက်ရဲ့ဆိုပြီးတော့မှ
ဖွင့်ဖြိုးလာတာပေါ့နော်အဲ့ဆိုမွေးကင်းစားမှာဆိုရင်ဒီချိုးပိုင်းအခေါင်းရဲ့တင်ပစုံပိုင်းအခုံးရဲ့ပဲရှိသေးတယ်ပေါ့နောက်ပိုင်းမှာတဖြည်းဖြည်းလေပင်ထောင်းနိုင်ပြီးမက်မက်လေးထိုင်နိုင်ပြီးကောင်းထောင်းနိုင်ပြီးမက်မက်လေးထိုင်နိုင်ပြီးပြီးခါကျတော့လမ်းလျှောက်နိုင်ပြီးဆိုမှသူ့ရဲ့ဒီလေပင်တို့ဒီခါပိုင်းတွေကအကောကဖွင့်ဖြိုးလာတာပေါ့နော်အဲ့ဆိုဂျိုးရိုးမှာဆိုရင်သူကရွေ့လျားနိုင်တဲ့အပိုင်းနဲ့မရွေ့လျားနိုင်တဲ့အပိုင်းဆိုပြီးတော့ရှိတယ်ပေါ့ဒီလေပင်ပိုင်းရဲ့ဒီအခုံးဒီဗာလဲကြောအခုံးပိုင်းရဲ့ဒီခါပိုင်းရဲ့ကရွေ့လျားနိုင်တဲ့အပိုင်းတွေဖြစ်တယ်ပေါ့နော်ဒီတင်ပစုံပိုင်းကကြတော့မရွေ့လျားနိုင်တဲ့အပိုင်းဆိုပြီးတော့မှဂျိုးရိုးမှာရွေ့လျားနိုင်တဲ့အပိုင်းနဲ့မရွေ့လျားနိုင်တဲ့အပိုင်းဆိုပြီးတော့နှစ်ပိုင်းခွဲခြားတယ်ပေါ့နော်